ဒီဗီဒီယိုလေးကတော့တတတူရီမော်လေး3လနဲ့3ရက်လောက်ပေါ့နော်3လကြော်လေးတော့ကရိုက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်တတ3လကြော်လေးစကားတွေတအားကိုပြောချင်ပါတယ်သူကတမီတိုင်းလေးလည်းမကြလို့ပြီးတော့သူကအဲ့လိုမျိုးမောက်ပြီးတော့နေရတာကိုလည်းအရင်ကြိုက်တယ်ညဆိုလို့ရှိရင်သူ့ဖေနဲ့နေ့တိုင်းတမီတိုင်းလာတဲ့အတွက်သူကသူ့ဖေပေါ်မှာအဲ့လိုမောက်ပြီးတော့ခဏအိပ်ပျော်ပါတယ်။စကားတွေလည်းအားပြောချင်ပါတယ်။သူက3လကျော်လောက်ကတည်းကသူကရီရတာကိုသူနည်းနည်းလေးနားလည်နေပြီပေါ့နော်။သူတအားကိုရီပြပါတယ်။တခုလူကြီးတွေကသူ့ကိုစော့မြူလိုက်လို့ရှိရင်သူကအရန်ကိုရီပြပါတယ်။ခုချိန်တီလဲအချိန်ပြီးသူ့မှာအမြဲတမ်းဘသူကခေါ်မြဲတယ်ရီပြပါတယ်လူစိမ့်တယ်လူလည်းရှိပါဘူးဒါတော့တတ3လကြော်ပါပဲဒါတစ်ပတ်ထဲမှာရိုက်ထားတဲ့ဗီဒီယိုလေးတွေပါစကားတွေပြောလိုက်ကြည့်လိုက်တော်တော်လေးကိုကြည့်ပြတဲ့ကြည့်တဲ့နေပါပြီပေါ်ရကြပါပြုတ်ချူလေးပါတတဒူရီမော်လေးပါစကားစိတ်တော့အမေကသူစကားတွေပြောတာသူမလိုက်ပြီးတော့ရင်းမေချေတာအလူရဲ့ချစ်ဖို့ကလည်းတလေးပါခင်ဗျာကတော့လည်းပေါ်တယ်ဒီဘဲလက်ခွေကုကြဖြိုးတာလေးပါခင်ဗျာကုကြဖြိုးခါလားကုကြဖြိုးခါလားပါပဲနဖို့လည်းပြောင်းတစ်ထေးဗီဒီယိုလေးတော့မကြီးပြန်တင်ပြလိုက်တာပါဟယ်လိုဘိုင်မေလိုမလာအော်တီနာအလေ